အားလုံးပဲနာမစတဲကျွန်တော်တို့မြန်မာနိုင်ငံမှာလိုမျိုးပဲဘာသာစကားတွေအများကြီးရှိသလိုကျွန်တော်တို့မြန်မာနိုင်ငံထက်ဘာသာစကားတွေထောင်နဲ့သုံးနဲ့ရှိတဲ့နိုင်ငံတစ်ခုရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလူဦးရေ 1.4 million ကျော်ရှိပြီးကမ္ဘာလူဦးရေများဆုံးဖြစ်လာတဲ့အိန္ဒိယနိုင်ငံမှာလူမျိုးပေါင်းဘယ်နှမျိုးရှိပြီးဘာသာစကားပေါင်းဘယ်လောက်တောင်ပြောဆိုနေကြလဲဆိုတာခင်ဗျားသိပါသလားသင်ကြားလိုက်ရင်တကယ်ကိုအံ့ဩသွားရမည့်ချက်လက်တွေကိုဒီနေ့ဒီဗီဒီယိုမှာသိစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအိန္ဒိယမှာလူမျိုးနွယ်စုကြီးတွေကိုခြုံငုံကြည့်လိုက်ရင်ဒီကအုပ်စုကြီးအစုဖြစ်ခွဲခြားသိမြင်နိုင်ပါတယ်ပထမတစ်ခုကတော့အင်ဒိုအာရီယန်လူမျိုးစုတွေဖြစ်ပါတယ်သူတို့ရဲ့လူဦးရေရဲ့29ရာခိုင်နှုန်းကျော်ရှိပြီးအိန္ဒိယမြောက်ပိုင်းနဲ့လယ်ပိုင်းမှာအများဆုံးနေထိုင်ခဲ့ကြတာဖြစ်ပါတယ်ဒုတိယအုပ်စုကတော့ဗန်ဘီရီယန်လူမျိုးစုတွေဖြစ်ပြီးလူဦးရေရဲ့52ရာခိုင်နှုန်းဝန်းကျင်ရှိပါတယ်သူတို့ကတော့အိန္ဒိယတောင်ပိုင်းသားတွေဖြစ်ကြပါတယ်ဒါအပြင်ရှေးမြောက်ဘက်တောင်တန်းဒေသတွေမှာနေထိုင်ခဲ့ကြတဲ့မွန်ဂိုလိုနွယ်ဖွားတွေရဲ့ရှစ်ဦးမျိုးနွယ်စုတွေပါဝင်တခြားလူမျိုးပေါင်းရာနဲ့ချီပြီးစုစည်းနေထိုင်ခဲ့ကြတဲ့နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်ကဲအံ့ဩဖို့ကောင်းဆောင်ဘာသာစကားဘယ်နှမျိုးရှိလဲဆိုတာကိုပြောဖို့စင်သက်ဖြစ်နေပါပြီအိန္ဒိယနိုင်ငံမှာမိခင်ဘာသာစကားနေနဲ့ပြောဆိုနေကြတဲ့ဘာသာစကားကွဲပြားမှုပေါင်း9,500ကျော်ထိကိုရှိပါတယ်ဟုတ်ပါတယ်သင်နာကြားမမှားပါဘူး9,000ကျော်ပါဒါပေမဲ့တကယ်ကိုလူဦးရေတန်းနဲ့ချီပြီးအဓိကပြောဆိုတဲ့ဘာသာစကားကြီးတွေကတော့120မျိုးရှိပါတယ်အဲ့ဒီထဲကမှအိန္ဒိယဖွဲ့စည်းပုံခြေခံဥပဒေကတရားဝင်သိမှတ်ပြုထားတဲ့ရောင်သုံးဘာသာစကားကတော့22မျိုးပဲရှိပါတယ်ဒီနေရာမှာလူတော်တော်များများထင်မှားနေတဲ့ချက်လေးတစ်ခုရှိပါတယ်အိန္ဒိယရဲ့မြို့သားဘာသာစကားဟန်ဒီလို့ထင်ခဲ့ကြပေမဲ့တကယ်တမ်းအိန္ဒိယမှာတနိုင်ငံလုံးတိုင်းတာနဲ့သတ်မှတ်ထားတဲ့မြို့သားဘာသာစကားရဲ့လို့မရှိပါဘူးဟန်ဒီဘာသာစကားကလူဦးရေ40ရာခိုင်နှုန်းကျော်နဲ့အများဆုံးပြောတာကြောင့်ဆိုရရဲ့ရောင်သုံးဘာသာစကားဖြစ်တည်ရှိနေတာပါနောက်ထပ်ရောင်သုံးဘာသာစကားတစ်ခုကတော့အင်္ဂလိပ်ဘာသာစကားဖြစ်ပါတယ်အဲ့ဒါကြောင့်လဲအိန္ဒိယလူမျိုးတွေကအင်္ဂလိပ်စာရန်ကျွမ်းကျင်ကြတာဖြစ်ပါတယ်နိုင်ငံတစ်ခုတည်းမှတင်လူမျိုးနဲ့ဘာသာစကားတွေဒီလောက်အများကြီးကွဲပြားနေတာတကယ်ကိုအံ့ဩစရာကြီးတစ်ခုမဟုတ်ပါလားဗျာတကယ်ကြီးလို့ရောအိန္ဒိယစကားတွေကြီးတဲ့အခါမှာဘယ်ဘာသာစကားတွေကိုအထူးအများဆုံးကြားဖူးလဲဆိုတာကို comment လေးမှာရေးထားပေးခဲ့ကြပါအောင်နော်ဘူဒုထရစရာကျောင်းရာတွေကိုအများတန်းတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ထားပေးဖို့လည်းမမေ့ပါနဲ့အောင်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအိန္ဒိယဘာသာစကားဘယ်နှမျိုးရှိလဲဆိုတာကိုခင်ဗျာအံ့ဩသွားပြီမဟုတ်လားကဲပါအိန္ဒိယဘာသာစကားမျိုးပေါင်း9,500ကျော်ထိကိုရှိပါတယ်ဒါကကျွန်တော်တို့ရဲ့အမြင်နဲ့ဆိုရင်တော့အံ့ဩစရာကြီးတစ်ခုဖြစ်နေမှာပေါ့ဗျာ